ကြောက်ဝါနာချင်းကြီးကိုများကိုကျွန်တော်ရဲ့ channel လေးကနေပြီးနှွေးတိုးစွာဖြင့်ပြန်လဲကြိုလိုက်ပါတယ်ချီးလူကြီးတွေပြောလေးချီးတဲ့စကားတကုန်းချီးတယ်တောင်ကွက်ဖြူခေါင်းမီးဖြူငါသားလဲလုံးမစားနဲ့ကြက်တိုက်စားတဲ့အဲ့လောက်ထိတန်ဖိုးချီးတဲ့ချက်ကောင်းတစ်ကောင်ကိုဘယ်လိုရွေးချယ်ရမလဲစာဆိုထဲမှာပါတဲ့ကြက်အင်္ဂါရက်တွေအပြင်စာဆိုထဲမှာမပါသေးတဲ့ကြက်အင်္ဂါရက်အချက်လက်တွေကဘာဖြစ်မလဲဒီနေ့ဗီဒီယိုလေးမှာတော့အမောက်မျက်လုံးလေစစ်ကနေရှည်တော့အစင်တန်းထိကြက်တကောင်မှာကြီးတဲ့အင်္ဂါရက်16ချက်နဲ့ပတ်သက်ပြီးအသေးစိတ်မျှဝေပေးတော့မှာဖြစ်ပါတယ်တင်မွေးထားတဲ့ကြက်ကိုဘယ်အစင်အထိဘယ်လောက်ထိကြီးလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ချက်ကောင်းအင်္ဂါရက်နံပါတ်1တက်နက်မောက်ချွန်းနံပါတ်2မိစွန်းတင်စီနံပါတ်3ကြောမွေးရင်တက်နံပါတ်4အတန်ပစိန်ပေါက်နံပါတ်5အမီးဒဇင်ကောက်နံပါတ်6ခြေဘက်30ဝိုင်းကြီးပဲတဲ့စာဆိုထဲမှာမပါသေးတဲ့ချက်ကောင်းအင်္ဂါရက်တွေအများကြီးကြံနေတယ်ငကမောက်ကပမောက်ကတော့မောက်နရမောက်မျက်လုံးမိချောင်းမျက်လုံးလဲစစ်ချက်အတောင်10တောင်ဒူးစီရှေးကန်ရှေးတော့တင်းငွေကြက်အယောင်ရှေးဖြူနှုတ်ဖြူရှေးပုတ်နှုတ်ပုတ်မျက်ပုတ်ခြေစိမ့်နှုတ်စိမ့်ရှေးဝါနှုတ်ဝါကတော့အညံဆုံးပါပဲနံပါတ်1အမောက်ကြက်ဤမှန်ကိုဖော်ပြတယ်နံပါတ်2အမြန်နှုံးကိုနှုတ်တီးအလိုက်အလုံးလုံးပုံကိုဖော်ပြတယ်နံပါတ်3ဦးဆက်ကြက်ဤအလိုက်တဲ့ကစားနိုင်မှုကိုဖော်ပြသည်နံပါတ်4မျက်လုံးကြက်ဤအတီးစိတ်နှင့်ညံရည်ကိုဖော်ပြသည်နံပါတ်5လဲစစ်ခေါင်းပြောင်းကောင်းလဲအရှောင်တိန်ကိုဖော်ပြတယ်နံပါတ်6လဲဆန်တောင်ဖုံးကစံဤ3ချက်ညီရမယ်အနည်းဆုံး2ချက်ညီရမယ်လဲဆန်ကစံညီရမည်နံပါတ်9အတောင်10တောင်ကြက်ဝါနာခြင်းများအတောင်ဖြန့်ကြည့်ခြင်းမှာအရေးအတွက်ကိုစစ်ဆေးခြင်းဖြစ်သည်နံပါတ်10ချွန်းအချိန်ဟုန်နှင့်စွမ်းဆောင်ရည်အနှေးမြန်ကိုဖော်ပြတယ်နံပါတ်9ခြေကန်ကျင်းလျင်စိတ်တတိပူကောင်းတယ်နံပါတ်10ဂွန်းကန်အမောလွယ်ခြင်းကိုဖော်ပြတယ်နံပါတ်17အမီကြက်တကောင်ဤကစားကွက်လမ်းကြောင်းကိုဖော်ပြတယ်နံပါတ်12ဒူးစီပါလျင်ပိုင်ကျင်ခိုင်းစရာမလိုပဲသူ့အလိုလိုလှုပ်တတ်သည်အခွင့်အရေးကိုအသုံးချတတ်သည်နံပါတ်73ဆို့ပါလျင်မျက်စိခွဲတတ်ခြင်းဆိုဒီမှာမှားပါသည်ဆို့တစ်ဖက်ပါလျင်ခြေစွမ်းထက်မြက်သည်နှစ်ဖက်ပါလျင်ပိုမိုတည်ငြိမ်သည်ခရီးဝင့်ကြာဝင့်ခြေခွဲအစားချီသည်တို့မှာအားကိုးရသောအမှတ်သားများဖြစ်သည်နံပါတ်14မျက်လုံးပါးနှစ်ဖက်အပြင်ဘက်တို့မျက်လုံးပြူးထွက်နေရင်မျက်လုံးဟာတိကျလွယ်တတ်ပါတယ်နံပါတ်15တက်ခမ်းကျင်းနေလျင်တခါတရံစွမ်းဆောင်ရည်ရော့ကျတတ်သည်နံပါတ်16တက်ခမ်းနောက်ခြေတန်းနှင့်တန်းနေလျင်အတက်သည်အလွန်ထိရောက်သောစွမ်းဆောင်ရည်ရှိမည်ခြေရောင်ထဲမှာပထမတန်းစားချက်တင်းငွေချက်ရောင်ဒုတိယတန်းစားခြေပြူတတိယတန်းစားခြေပုတ်စတုတ္ထအတန်းစားခြေစိမ့်ပြစ္စမအတန်းစားခြေဝါတောင်ကွက်ဖြူခေါင်းမီးဖြူငါသားလဲလုံးမစားနဲ့ကြက်မွေးစားတဲ့ဟုဆိုရိုးချီသည်တွန်တန်ကြက်ဤတွန်တန်သည်စွမ်းဆောင်ရည်မိမြကြာချေခံမိမြဇွဲကောင်းမီကိုဖော်ပြသည်ကြက်အင်္ဂါရဲ့အများကြီးထဲမှာတစ်ချက်ညီမွေးလို့ရပါတယ်ကြက်တိုင်းမှာတော့အာသာချက်အားနေချက်ဆိုတာချီစမြဲပါဝါနာတူညီကိုများကြားပညာပြိုင်တာထက်အခါဘေးကိုကြည့်တတ်ဖို့ပိုအရေးကြီးပါတယ်အခုပြောပြတဲ့အချက်တွေထဲမှာတစ်ချက်ညီအဲ့ဒီကြက်ဟာမွေးမြူဖို့တင့်တော်တဲ့ကြက်ကောင်းတစ်ကောင်ဖြစ်နေပါပြီမိမိတို့ရဲ့ကြက်တွေမှာဘယ်လိုထူးခြားတဲ့အမှတ်သားတွေပါလဲဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့ကြက်ပူဒ္ဒတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကိုအခုမှလာကြည့်တဲ့လူဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ထားပြီးတော့ဘေးက notification လေးကိုလည်းနှိပ်ပြီးတော့တောင်းဆိုပါတယ်အဲ့ဒါမှကျွန်တော်ဗီဒီယိုအသစ်တွေတင်တိုင်းသိရှိမှာဖြစ်ပါတယ်ဒီအကြောင်းအရာကိုတော့အောင်လံမင်းကရေးထားတဲ့အကြောင်းအရာကိုကျွန်တော်ကနေပြီးတော့ဝါနာချင်းကြီးကိုများကိုဘုဒ္ဓအနေဖြင့်ပြန်လဲတင်ဆက်ပေးလျက်ခြင်းဖြစ်ပါတယ်အားလုံးပဲကြက်ကင်ကောင်းပြီးကြက်ကောင်းများပိုင်ဆိုင်နိုင်ကြပါစေကြောင်းကျွန်တော်ကနေပြီးတော့ဆုတောင်းပေးလိုက်ရပါတယ်